Hi အန်နဆိုင်မြန်မာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာတကယ်ကျွန်တော်ရဲ့ဘဝမှာရောပြန်တွေးလိုက်တိုင်းနောက်နိုင်ရမိရဲ့အချိန်တွေနောက်ပြန်ဆုတ်ပြီးတော့ပြင်ဆင်ခြင်းနဲ့အတိတ်တွေရှိခဲ့ဘူးကြလားဗျလူတိုင်းမှာအမှားဆိုတာရှိတတ်ပါတယ်ဒါပေမဲ့ဒီအမှားတွေအတွက်တာဝန်ယူပြီးကိုရောသူတစ်ပါးကိုပါခွင့်လွှတ်ပေးနိုင်မှုဆိုတာကအတော်လေးကိုခက်ခဲတဲ့ကိစ္စလေးတစ်ခုပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့လူငယ်တွေကြားမှာနိုင်ချင်းခံရမှုတွေနောင်တတရားနဲ့ကိုပြန်လဲခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းလေးတွေကိုအကောင်းဆုံးရိုက်ကူးထားတဲ့ Kyoto Animation ရဲ့ masterpiece တစ်ခုဖြစ်တဲ့ Asylum Voice ဆိုတဲ့ကားကောင်းလေးအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်ဗျာဇလန်လေးကတော့ Shoya Ishida ဆိုတဲ့စော်ကစားခြင်းစိတ်အပြည့်ရှိတဲ့ကောင်လေးနဲ့နားမကျတဲ့ကောင်မလေး Shoko Nishiyama တို့အလဲတန်းကျောင်းမှာစတွေ့တဲ့အချိန်ကနေစခဲ့ပါတယ်Shoko ကနားမကျတဲ့အတွက်စာအုပ်တအုပ်နဲ့တငယ်ချင်းတွေဖွဲ့ဖို့ကြိုးစားခဲ့ရှာပါတယ်ဒါပေမဲ့ Shoya အပါဝင်အတန်းတက်ကကလေးတွေကသူမကိုနားမလည်ပေးကြပဲဝိုင်းပြီးအနိုင်ကျင့်ခဲ့ကြပါတယ်အဆိုးဆုံးကတော့ Shoko ရဲ့နှချက်တွေကိုဆွဲဖြုတ်ဖျက်ဆီးတဲ့အထိစနှောက်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ရှိုကိုတယောက်ကြောင်းပြောင်းသွားပါတယ်။အဲ့ဒီအချိန်ကျမှကျောင်းအုပ်ကြီးကအပြေရှာတော့အတန်းတွေကတငယ်ချင်းတွေအားလုံးကအပြစ်အားလုံးကိုရှိုးရတယောက်တည်းကိုလာပုံချလိုက်ပါတယ်။အဲ့ဒီနေ့ကနေစပြီးတော့ဇက်ကွက်ကလုံးဝကိုပြောင်းလဲသွားပါတယ်။အနိုင်ကျင့်တဲ့သူနေရာကနေအနိုင်ကျင့်ခင်ရတဲ့သူဘဝကိုရှိုးရတယောက်ချက်ချင်းရောက်သွားပါတယ်။တငယ်ချင်းတွေကပါသူ့ကိုဝိုင်းနိုင်ကျလိုက်တဲ့အခါမှာတော့ရှိုးရဟာလူတွေရဲ့မျက်နှာကိုကြည့်ဖို့တောင်ကြောက်ရွံ့သွားခဲ့ပြီးလူတွေရဲ့မျက်နှာပေါ်မှာကြက်ချေခဲ့ကြီးတွေပဲမြင်ရလောက်တဲ့အထိစိတ်ထင်ရအကြီးကျယ်ရသွားခဲ့ပါတယ်။အချိန်လေးကြာလာပြီးအထက်တန်းရောက်တဲ့အထိရှိုးရဟာအထီးကျန်ဆန်စွာနဲ့ပဲရှင်တန်ခဲ့ရပါတယ်။သူ့ရဲ့ဘဝမှာအတိတ်ဘယ်မှာမရှိတော့ဘူးလို့ခံစားလာရတဲ့အချိန်မှာတော့သူ့ဘဝကိုအဆုံးမသက်ခင်အတိတ်ကသူလုပ်ခဲ့တဲ့အမှားတွေအတွက်ရှိုကိုစီကိုသွားပြီးတောင်းပန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှိုကိုနဲ့ပြန်တွေ့တဲ့အချိန်မှာရှိုရဟာလက်ဟန်ချေဟန် sign language နဲ့စကားပြောပြီးတောင်းပန်ခဲ့ပါတယ်။အဲဒီနေ့ကစပြီးသူတို့နှစ်ယောက်ကြားမှာထူးဆန်းတဲ့တန်ရောစင်တစ်ခုစတင်လာခဲ့ပါတယ်။ဒီဇလန်လေးဟာတမန် Boy Miguel အချစ်စကားမျိုးမဟုတ်ပါဘူး။တယောက်ကိုတယောက်တန်ရာတွေပေးခဲ့ကြတဲ့လူနှစ်ယောက်ကတယောက်ရဲ့နာကျင်မှုကိုနောက်တစ်ယောက်ကဘယ်လိုနားလည်အောင်စူးစမ်းမလဲဆိုတာကိုအနုစိတ်ဖော်ပြထားတာဖြစ်ပါတယ်။ရှိုးကိုဘက်ကကြည့်ရင်လည်းသူ့ကိုယ်သူငါသာမရှိရင်အားလုံးအဆင်ပြေမှာပဲဆိုပြီးအမြဲတမ်းအပြစ်တင်နေတဲ့ကောင်မလေးတစ်ယောက်ပါ။ရှိုးရကအတိတ်ကလုပ်ရက်တွေအတွက်နောင်တရနေတယ်လို့ရှိုးကိုကလည်းသူမရဲ့တည်ရှိမှုကသူများတွေကိုဒုက္ခပေးနေတယ်လို့ခံစားနေရရှာတယ်။ဒီလိုနဲ့ကြိုးပဲ့နေတဲ့နှလုံးသားနှစ်ခုကဘဝကိုဘယ်လိုပြန်ပြီးရှင်သန်ကြမလဲဆိုတာကိုတကယ်ရင်းနှီးစရာကောင်းလောက်အောင်ရိုက်ကူးထားတဲ့ anime လေးတစ်ခုဖြစ်ပါတယ်။ဒီ animation ရဲ့အသက်ကလုံးဝ visual နဲ့ sound design ပဲဖြစ်ပါတယ်။ Kyoto Animation ရဲ့ဒီတေးကြတဲ့ရေပြင်တွေကစလို့မျက်နှာအမူအရာတွေအထိအသက်ဝင်နေဗျ။နောက်ပြီးတော့ background music တွေအတန်တိတ်သွားတဲ့အခိုက်အတန့်တွေကအစကျွန်ုပ်တို့နှလုံးသားကိုလာထိမှန်စေပါတယ်။နောက်ထပ်ချီးကျူးခြင်းစရာကောင်းတာကတော့ဘေးက supporting character တွေပါပဲ။သူတို့ရဲ့မနာလိုစိတ်တွေအတ္တတွေကိုယ့်အမားကိုဝန်မခံခြင်းနဲ့စိတ်ဆတဲ့လူတစ်ပါးအစစ်မှန်တွေကိုဘသူကမှန်တယ်ဘသူကမှားတယ်ဆိုတာထက်လူသားဆန်ဆန်ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။အချို့အပြင်ပြောရရင်တော့ဗျ Asylum Voice အနာကျင်မှုတွေနောင်တတွေနဲ့ပြည့်နှက်နေတဲ့အတိတ်ကနေရုံထွက်ပြီးကိုပြန်လည်ခွင့်လွှတ်ဖို့စ조사ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးခွန်အားပေးနိုင်တဲ့ masterpiece ကားကောင်းလေးတစ်ကောင်ဖြစ်ပါတယ်။ကဲတကယ်ကျွန်တော်ဒီကားလေးကိုကြည့်ပြီးပြီလားကြည့်ပြီးရင်ရောဘယ်ဇက်ဝင်ကန်းကိုအကြိုက်ဆုံးလဲဘယ်ဇက်ဝင်ကန်းကရင်နဲ့အထီဆုံးလဲဆိုတာကို comment မှာဆွေးနွေးပေးသွားပါအောင်ဗျာဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် Anasite မြန်မာ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့အောင်နော်နောက်ထပ်လည်းအခုလို review အမိုက်စားလေးတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် bye bye